Cherry FM ကိုနားထောင်နေကြတဲ့ပရိသတ်များခင်ဗျာအခုဒီတစ်ခါမှာတော့အဆိုတော်မီမီဝင်းဖေနဲ့အတူတူအဆိုတော်ဘဘိုတို့တည်ဆိုထားတဲ့တစုံတရာဆိုတဲ့သချင်းလေးကိုလည်းဆက်လက်ပြီးတော့ခန်းစားနာဆင်အောင်မှာဖြစ်ပါတယ်ဒီသချင်းအဆိုရင်တော့ရင်ခွင်နန်းတော်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာရုပ်ရှင်ဇာတ်ဝင်တေးသချင်းတစ်ပုဒ်အနေနဲ့ပါဝင်ခဲ့ပြီးတော့ပရိသတ်တွေနဲ့လည်းတကယ်ကိုရင်းနှီးပြီးတော့ကြိုက်နှစ်သက်ပြီးသားသချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်တို့ရဲ့အစီအစဉ်ကနေဆက်လက်ပြီးတော့လည်းတင်ဆက်ပေးကြပါသေးတယ်ခင်ဗျာတေးအနေနဲ့ဒုက္ခမိတ်လိုင်းကရေးဆက်ပေးထားတဲ့လက်ရကောင်သချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်超过很多人。